မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့နေပြည်တော်ကပြည်သူတအူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်နေပြည်တော်မှာရှိတဲ့တပ်မတော်စေယုံဂရေတစ်ထောင်ကဆရာဝန်ဗိုလ်ကြီးတချို့ဟာစစ်ဆေးရုံမှာအမည်သာရှိပါတယ်စေယုံကိုရန်ကုန်ငွေသွင်းပြီးတပ်ပြင်မှာနေထိုင်ကြပါတယ်တပ်ပြင်မှာနေထိုင်ရင်နေပြည်တော်မှာအိမ်ပွဲစားညီကွက်ပွဲစားညီကွက်အိမ်ချမ်းမြေအပေါင်ခံခြင်းလုပ်ငန်းများကိုလုပ်ကိုင်ကအတူအဖြစ်မတရားယူနေကြပါတယ်။တချို့အိမ်ချမ်းမြေများကိုလည်းမတရားသဖြင့်သိမ်းယူပိုင်ဆိုင်ထားတာကိုလည်းတွေ့ရပါတယ်။စစ်တပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့စစ်သားချင်းအတူတူအဲ့ဒီလိုစစ်ဗိုလ်တွေကြတော့တာဝန်ချိန်မှာတော့စီးပွားရှာနေကြပါတယ်။အခုချိန်ဟာတပ်မတော်တွင်းကတချို့စစ်တီတွေကတော့မိသားစုနဲ့အဆက်အသွယ်မရကြပဲဘယ်ရောက်လို့ဘယ်ပေါက်နေမှမသိဖြစ်နေချိန်ဖြစ်ပါတယ်။အခုလိုအချိန်မှာစစ်ဗိုလ်ဆရာဝန်တွေတပ်ပြင်ပမှာအရက်သားလို့စီးပွားရှာပြီးကောင်းစားနေကြပါတယ်။ဒါကိုအများသိအောင်တင်ဆက်ပေးပါလို့ရေးသားပေးပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်မှာပါဝင်ခြင်းရင်ချက်ပေါက်ကနေတစ်စိစာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။